သားမီးတို့အားလုံးပဲမင်္ဂလာပါတသားမီးတို့ရေဆရာမတို့ခုဆိုလို့ရှိရင်ကျောင်းနေပေးထားတဲ့ရက်တရားလည်းအရန်ကိုများနေပြီပေါ့နော်အိမ်မှာနေနေရတဲ့အချိန်မှာတသားမီးတို့ပြင်မီတို့နဲ့အတူတူသင်ယူရအောင်လို့ဆိုပြီးတော့ဆရာမတို့ကရေစည်းပစီလေးလုပ်ပြမှာဖြစ်ပါတယ်နော်ဒီတစ်ခေါက်ရေစည်းပစီလေးလုပ်ကြပြမှာဘာပုံလေးလုပ်ပြမယ်ဆိုလို့ရှိရင်တသားမီးတို့စဉ်းစားကြည့်ပါဦးဘာပုံလေးလုပ်ပြမယ်ဖြစ်လဲဒီလဘာလလဲဒီဇင်ဘာလနော်ဒီဇင်ဘာလမှာဘာပွဲတော်လေးရှိလဲChristmas ပွဲတော်တွေရှိတယ်ဟုတ်တယ်ဒါကြောင့်မို့ဆရာမကတသားမျိုးကို Christmas တပည့်လေးလုပ်ပြပါမယ်လိုက်လို့မှာလားကဲဟုတ်ပါပြီ Christmas တပည့်လေးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ရေစင်းနဲ့လုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုရေစည်းဘူးလေးလိုပါမယ်နော်ကဲတသားမျိုးရှိမှာရေစည်းဘူးလေးရှိကြလားရှိရတသားမီးတွေကဆရာမနဲ့တူတူလိုက်လို့မယ်မရှိရတသားမီးတွေကဟာပြေလေးကိုဝယ်ခိုင်းပြီးတော့ဆရာမရဲ့ဒီဗီဒီယိုကလေးလေးကိုကြည့်ပြီးတော့လိုက်လုပ်ပေးပါနော်တသားမီးတို့ဟုတ်ပါပြီဆရာမတို့စလုပ်အောင်လုပ်မယ်ဆိုလို့ရှိရင် Christmas တပည့်လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကဲအမေကြီးကနေစလုပ်မယ်ခိုင်းအောင်လေးလုပ်မယ်အမေကြီးဆိုအမေရောအမေပေါ့နော်ဟုတ်ပါပြီဆရာမကတော့အမေရောင်လေးနဲ့အမေကြီးကိုလုပ်ပါမယ်ဒီနေ့ဆိုလည်းကကာလေးဆွဲပါမယ်နော်ဟုတ်ပါလေးနဲ့ဒီလိုလေးကိုကကာလေးဆွဲလိုက်ပါမယ်တပည့်မျိုးနဲ့ဒီနောက်မှာရှိရတပည့်မျိုးကိုမမတွေနဲ့ဒီလိုလောက်ပါရေစည်းတွေရေကန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့တသားမျိုးရဲ့လက်တွေနော်အင်းကြီးညစ်ပတ်သွားမှာဆိုတော့ဒီမျိုးနဲ့မှဒီလိုလောက်ပါနော်တသားမျိုးရဲ့တပည့်အမြကြီးဆွဲပြီးသွားပြီဆိုလို့ရှိရင်ဆရာမတို့အကိုင်းခက်တွေဆွဲမယ်အကိုင်းခက်တွေဆွဲဖို့အတွက်ဆိုရင်တော့ဆရာမကအစိမ့်လေးနဲ့ဒီဂေါ်ဒါကလာအစိမ့်လေးနဲ့ရေလေးနဲ့ဆက်ပြီးတော့ဖြောထားတာပါနော်တသားမျိုးရဲ့လက်ငါးချောင်းကိုလိုမျိုးလေးတုပ်လိုက်ပါလက်ငါးချောင်းကိုနှိပ်လိုက်ပါနော်နှိပ်လို့ဆိုရင်အဆက်တွေအများကြီးဖြစ်နေမှာဆိုလို့ခါချမယ်စားရဖို့အဆက်တွေကြပါဆိုလို့နော်တပည့်ရဲ့ကကားလေးဆိုတော့နည်းနည်းဟုတ်ဘက်ကိုစုံဆောင်ချလိုက်မယ်လက်ချက်3ချက်ဒီဘက်လေးကိုပြန်စားမယ်နော်ဒီဟုတ်ပြီတပည့်ရဲ့အောက်ကနေပြီးတော့ပေါ်ကိုရှူးရှူးလေးတက်သွားမှဖြစ်တဲ့အတွက်ရေးပြီးတော့ဘယ်နှခေါက်ချမလဲ3ခေါက်ပေါ့နော်ရှူးရှူးလေးဖြစ်မှာဆိုတော့ကဲနောက်ထပ်တစ်ဆင့်ဆိုလို့ရှိရင်ထပ်ပြီးရှူးရှူးလေးဖြစ်နေတယ်ဆိုဘယ်နှခေါက်ချမလဲရှော့တော့မှာပေါ့နော်2ခေါက်ပဲချမယ်ခေါက်2ခေါက်ကဲဒါမျိုးလေးတပည့်လေးရတော့ပါမယ်နော် Christmas တပည့်လေးပေါ်မှာဘာလေးတွေတွေ့ဘူးလဲတသားမီးတို့ရောင်စုံမီးသေးလေးတွေနော်ဟုတ်ပြီရောင်စုံမီးသေးလေးတွေကိုဆရာမကတော့အရောင်လေးတက်မယ်ဆိုရင်အဝါရောင်လေးတက်ချင်တယ်စိမ်းပေါ်မှာဆိုတော့အဝါရောင်လေးတက်လိုက်မယ်တသားမီးတို့အဝါရောင်လေးတက်နေကြတယ်တသားမီးတို့ကြိုက်တဲ့အရောင်လေးတွေကိုအသုံးပြုတသားမီးတို့ကြိုက်တဲ့လက်ချောင်းလေးတွေနဲ့ကြိုက်နေတတ်တယ်လို့လိုက်တက်လို့ရပါတယ်နော်ကြိုက်တဲ့နေရာမှာလိုက်တက်လို့ရမယ်အဝါရောင်လေးတက်ပြီးဆိုလို့ရှိရင်ဆရာမကနောက်ထပ်အပြန်အောင်လေးတက်ကြည့်မယ်နော်ပြန်တော့ပြီဟိုရမ်းလာတယ်တသားမီးတို့အဝါရောင်လေးတက်နေကြတယ်လိုက်လို့မြည်တသားမီးရောရှိရလားမသိဟုတ်ပြီအပြောင်လေးတက်ပြီးဆိုရင်ဆရာမကနောက်ထပ်အပေါင်လေးတက်အောင်လဲဆိုတော့ကဲအနီရောင်လေးတက်ကြည့်မယ်အနီရောင်လေးတော့လှောက်လိုက်တာရဲညာဟုတ်ပြီကဲရောင်စုံမီးသေးတွေလည်းစုံသွားပြီဆိုတော့တပည့်ရဲ့ထိတ်မှာဗာလေးတွေ့ဘူးလေကျယ်လေးလည်းတွေ့ဘူးလေနော်ကျယ်မီးလေးကိုဆရာမကအနီရောင်လေးနဲ့တက်ကြည့်မယ်ဟုတ်ပြီအနီရောင်လေးနဲ့တက်လိုက်ပါပြီကဲတသားမီးတို့ရေဒီမှာကြည့်ပါဦးကဲဒါမျိုးလေးရသွားပြီလားရန်ကိုပြောစရာကောင်းပါရဲ့နော်ဆရာမတို့နဲ့ခုလိုမျိုးတူလို့ရတာတသားမီးတို့ပြောလားဟုတ်ပါပြီတသားမီးတို့ရေအခုလိုမျိုးဟာပေါ့နော်အိမ်မှာနေနေနဲ့လေလူမျိုးလေးတွေလူမျိုးပြည်တွေနဲ့တူတူလူမျိုးလေးတွေပကြီးလေးတွေလောက်တာပုံမြင်လေးနဲ့ထောက်မှာတို့လောက်ကြပါနော်တသားမီးတို့ TV တွေဖုန်းတွေကြည့်ပဲကြည့်နေကြပါနဲ့နော်တသားမီးတို့မျက်စိပျက်စီးတော့မှဆုံးလို့ပါတသားမီးတို့အခုလိုမျိုးဆရာမနဲ့တူတူလူမျိုးဝါတာကလာရေစင်းပကြီးလေးလုပ်ပေးရတဲ့အတွက်ကြောင့်မလို့တသားမီးတို့ကိုကျေးဇူးတင်ပါတယ်ဆရာမကတသားမီးတို့ရေတက်တာပါကဲခုလိုမျိုးတသားမီးတို့ကိုရေစင်းပကြီးလေးလုပ်ပေးကြရပြီပေါ့နော်မျက်စိနဲ့လက်နဲ့ပြန်နဲ့လှုပ်ဆောင်နိုင်တာမှာဖြစ်ပါတယ်အခုလိုမျိုးမီးသီးလေးတက်မယ်တပင်လေးကိုဘာရောင်လေးချဲမယ်အဲ့လိုမျိုးလေးတွေတွေ့စရာဖြစ်လေတီထွင်ဖန်တီးလို့စိတ်တွေလည်းပေါ်လာမှာဖြစ်
ဖြစ်ပါတယ်ဖေဖေတို့နဲ့လို့ချင်းအတူတူပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်လည်းပေါင်းပြီးဆက်ဆံရေးလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်အခုလိုမျိုးသားမီးတို့လုပ်ပြီးသားပုံလေးတွေကိုပေါ့နော်ရန်လေးတွေမှာကတ်ထားမယ်ဆိုလို့ရှိရင်လည်းသားမီးတို့ကမိမိကိုယ်လည်းယုံကြည်မှုတွေရှိလာမယ်သူတို့လုပ်ထားတဲ့အရာလေးတွေကိုလည်းမြင်လို့တတ်ဖို့ထားတတ်လာမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်